စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာတွေမှန်တယ်မြကံဆိုးလို့ပဲကံဆိုးတာမှန်တယ်မြတွေစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာဒါကြောင့်ရှေးတုန်းကမထေရမြတ်ကြီးတစ်ပါးကအတူတူလေးဩဝါဒပေးဖို့တယ်အကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါပါလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆိုလိုကြီးကဒါနှလုံးထဲပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူးဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆိုင်တဲ့စိတ်တွေလူဆန္ဒပြင်းထန်တာတွေရမဇောတွေအာကြီးတာတွေမကျင်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့